အားမင်္ဂလာပါ Full Squad ပြန်ကြိုလိုက်ပါကျွန်တော် Alpha ပါဒီနေ့မှာတော့ What's your favorite ဆိုတဲ့ program အသစ်စလာပေါ့နော်ဒီနေ့လူ3ယောက်ကိုသူတို့ရဲ့အကြိုက်ဆုံးစားတော့3ခုကျွန်တော်သွားမေးမယ်ပြောလို့ရှိရင်သူတို့ရဲ့ favorite food 3ခုတွေကနေပြီးဘယ်တစ်ခုကကျွန်တော် favorite ဖြစ်လို့ဆိုတော့ကျွန်တော်သွားပြီးဖြေရှာမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နဲ့တူသွားမေးကြည့်အောင်ဟုတ်အမမင်္ဂလာပါမင်္ဂလာပါရှင့်ဟုတ်အမရဲ့အကြိုက်ဆုံးအစားအသောက်တစ်ခုဆိုလို့ရှိရင်ဘာဖြစ်မလဲဒီကမုံရှင့်麻辣香锅，麻辣香锅ကချင်စားဖြေ စားဖြစ်ဘာလို့ကြိုက်တယ်စားဖြစ် ချင်းတွေးလက်ဆက်တော့ပြီးတော့ကချင်ပြည်မှာလည်းနေခဲ့တော့စားဖြေကြိုက် အဲ့တော့စားဖြစ်သွားစားမယ်တော့ပထမဆုံးကျွန်တော်မာလာရှန်ကိုစားဖို့အတွက် organic spicy ကိုသွားလိုက်တယ်မာလာရှန်ကတော့လူကြိုက်တော်တော်များများနေတော့ကျွန်တော်ပထမဆုံးမေးတဲ့ရက်မှာလူနှစ်ယောက်ကမာလာရှန်ကိုဖြေကြတယ် organic spicy မှာကျွန်တော်အရင်တော့လည်းစားပွဲဒါပေမဲ့အခုသူ့ရဲ့အရသာအရင်တော့ကျွန်တော်စားဖို့အတွက်ပို့ပြီးတော့အရသာအဆင်ပြေလာတယ်မာလာရှန်ကိုပို့ပြီးတော့ဆန်လာပေါ့အဲ့ဒါဈေးလဲတင်တယ်ရတာလည်းကောင်းတယ်ဆိုတော့ကျွန်တော်မာလာရှန်ကိုအတွက်ဆိုင်ရွေးရတော့ခံသွားပြီမာလာရှန်ကိုအတွက် rating ကတော့ 7.5 ပေးပါတယ်အခုတော့ရေကမို့ကျွန်တော်ရေကမို့မစားဖြစ်တာတော့တော်တော်ကြာပြီမတ်ချာလည်းကြိုက်တယ်ဆိုတော့ကျွန်တော်ရေကမို့ကိုမတ်ချာလေးစားဖြစ်ခဲ့တယ်ဒါပေမဲ့မတ်ချာရဲ့ရတာကိုကျွန်တော်ဒီရေကမို့မှာတိတ်မခံစားဘူးရေကမို့တက်ရှာကောင်းပြီမတ်ချာရတာကိုမခံစားတော့ rating က 5.5 ပေးရအဲ့တော့ကချင်မလေးပြလိုက်တဲ့စားဖြစ်စားဖို့ကျွန်တော်စားဖြစ်တပွဲမှာလိုက်တယ်ကျွန်တော်အိတ်စားဖြစ်တပွဲမိနစ်40လောက်ဆောင်းလိုက်ရတယ်ဒါတော့စားပြေတပွဲမိနစ်40လောက်စောင့်ရလို့ပူနေရကျွန်တော်ညီပါကျွန်တော်စားပြေပွဲရောက်လာပါပြီအဲ့ပြောလို့ရှိရင်စားပြေကိုကျွန်တော်အခုမှပထမဆုံးစားပူတာစားပြေကိုချင်းခါရတာလေးနဲ့မှားလိုက်တယ်သူ့ရဲ့ကချင်းခါရတာအသေးချာလေးခံစားရတယ်ပြောလို့ရှိရင်သူနဲ့တွဲစားတဲ့မုံဖက်ကလည်းအီလေးနဲ့စားကောင်းတယ်ပထမဆုံးစားပြေစားဘူးလေကျွန်တော်အတွက်ကတော့ဒီရတာလေးတော်တော်လေးသဘောကျစရာကောင်းတယ်တိုင်းသားအရွေးအစားအစာတွေကိုကြိုက်တဲ့ကျွန်တော်တို့တော့စားပြေကိုကြိုက်တာတော့မထူးဆန်းဘူးခုလိုမိုးအေးနေရဲ့ချင်းဆိုရင်ဒီမျိုးဆက်ဆက်လေးနဲ့စားရတာအရမ်းမိုက်တာတော့မာလာရှန်ကိုကြိုက်တယ်ဆိုရင်ကျွန်တော်စားပြေတော့မကြော်လို့နော် rating 8ပဲခွေတို့ရဲ့ favorite food ကဘာလဲ comment မှာရေးပေးခဲ့ကြပါဦးဒီရရဲ့အထက်ကကျွန်တော် comment 3ခုဖြည့်ပြကျွန်တော်သွားစားပြမယ်လို့နောက်ပြည်သူပြပြညအားလုံး